တချီလေးမျိုးမှာရှမ်းကောင်ဆွဲတူဘူးနေကောင်းကောင်းလေးရတဲ့ဆိုင်လေးကိုဟေးမျိုးအောင်ခေါ်သွားပေးပါမယ်ခင်ဗျာဆိုင်နာမည်လေးကတော့တောင်ရှမ်းကောင်ဆွဲဆိုင်လေးပဲဖြစ်ပါတယ်ဆိုင်ဒီနေရာလေးကတော့အနောက်မြို့ဘက်လမ်းပေါ်မှာတရှိပါတယ်ခင်ဗျာဝန်ချင်းဝန်ဘက်ကနေလာမယ်ဆိုရင်တော့ဖင်ပဆိုင်မရောက်ခင်အသက်ကွဲပြားလိုက်ဆိုင်ရဲ့ဘေးနားလေးမှာကဲ့ရဲ့ရှိပါတယ်ဆိုင်ရန်နေရလဲကြဲကြဲဝုန်းဝုန်းရှိပြီးတော့မိသားစုတွေအေးအေးဆေးဆေးနဲ့ရှမ်းကောင်ဆွဲရဲ့အရာတော်ကိုသွားပြီးတော့ခန်းစားလို့ကောင်းမယ်နေရာလေးဖြစ်ပါတယ်ခင်ဗျာတောင်ရှမ်းကောင်ဆွဲဆိုင်လေးမှာရှမ်းမုတ်တီရေစိမ်းတူဘူးတွေရှမ်းကောင်ဆွဲဟင်းတုံနဲ့ဝတ်သားချင်အဆောင်ရပါတယ်ရှမ်းခေါက်ဆွဲဆိုင်ဆိုတော့အရင်ဆုံးရှမ်းခေါက်ဆွဲရဲ့အရာတော်လေးကိုမြည်ဆန်းကြည့်ပါမယ်။သူ့ရဲ့ရှမ်းခေါက်ဆွဲအရာတော်ကတကယ်ကိုတောင်ပေါ်ဒေသမှာထိုင်စားနေရသလိုလုံးဝကိုခန်းစားရပါတယ်။ထည့်ပေးထားတဲ့ပိုးရှင်းကလည်းများပြီးတော့အသားပါတာလည်းတော်တော်လေးကိုများပါတယ်။သူ့ရဲ့ခေါက်ဆွဲပွဲတစ်ပွဲကအစားနဲတဲ့သူဆို2ယောက်လောက်ကိုအေးဆေးစားလို့ရပါတယ်ခင်ဗျာ။နောက်ထပ်မြည်ဆန်းကြီးမာလေးကတော့တာချူလေးကလူတော်တော်များများကြိုက်ကြတဲ့ရေစိန်ခေါက်ဆွဲလေးကိုစားကြည့်ပါမယ်။ရေစိန်ခေါက်ဆွဲကိုစားတဲ့အချိန်မှာအချုံမုတ်အများကြီးမသုံးထားတာကိုတွေ့ရတယ်။ဟင်းမျိုးကအချုံမုတ်ကြောက်တဲ့သူဆိုတော့အတက်ချက်ကိုတော်တော်လေးကိုသဘောကျပါတယ်ခင်ဗျာအခုစားကြီးမလေးကတော့ရှမ်းမုတ်တီလေးပဲဖြစ်ပါတယ်ရှမ်းမုတ်တီကိုတော့ဒီဆိုင်ရောက်မှပဲအမှာဆုံးစားဖို့တာဖြစ်ပါတယ်ခင်ဗျာသူ့ရဲ့ပုံစံကမုတ်တီဘက်ကိုတေချာလေးချက်ပြုတ်ထားတဲ့ရှမ်းမုတ်တီဟင်းရည်နဲ့တွဲပြီးစားရတာဖြစ်ပါတယ်ဟင်းရည်ရတာကအရန်ကြီးမလေးပဲနဲ့အဆက်ဟက်ကလုံးဝကိုကွက်တီပါပဲခင်ဗျာနောက်ထပ်ဟိမ်းမျိုးရဲ့အကြိုက်ဆုံးဖြစ်ခဲ့တာလေးကတော့တိုဘူးနွေးလေးပဲဖြစ်ပါတယ်တိုဘူးနွေးကောင်းကောင်းလေးစားကြည့်နေဆိုရင်ဒီဆိုင်လေးသာအပြေးလေးသွားစားကြည့်လိုက်တော့တငယ်ချင်းတို့ရေသူ့ရဲ့အရာသာကအရန်ကြီးအချိုကဲမနေပဲအကြကွေးလေးနဲ့တူစားရတာတော်တော်လေးကိုစားကောင်းလို့ဒီဆိုင်လေးကိုရောက်ရင်တူဘူးလေးစားကြည့်ဖို့ recommend လုပ်ပါတယ်ခင်ဗျာနောက်ထပ်စားကြည့်မှလေးကတော့ဟင်းထုတ်လေးပဲဖြစ်ပါတယ်ဟင်းထုတ်လေးကအီအီလေးနဲ့တော်တော်လေးကိုစားလို့ကောင်းပါတယ်ဒီဆိုင်ရဲ့ဝါသားချင်းလေးကတော့အစာပိတ်အနေနဲ့စားရတာတော်တော်လေးကိုခရင်တွေ့ပါတယ်ခင်ဗျာမြစ်လေးကိုတကြွကြွနဲ့ဝါစားလိုက်နနမယ်လလဆက်ဆက်လေးနဲ့တွဲပြီးတော့စားလိုက်နဲ့တော်တော်လေးကိုမှခရင်တွေ့ခဲ့ပါတယ်ခင်ဗျာရှမ်းတောင်နန်းတွေပေါ်မှာပြေးလွှားစော်ကစားနေရသလိုခံစားကျင်နေဆိုရင်တောင်ရှမ်းခေါက်ဆွဲဆိုင်လေးကိုသွားစားကြည့်ဖို့ recommend ပေးပါတယ်ခင်ဗျာဆိုတော့ video လေးကိုဆုံးထိကြည့်ပြီးတော့ကျေးဇူးများတင်ပါတယ်ခင်ဗျာအခု video လေးကိုလည်း like and share လုပ်ပြီးတော့ကျွန်တော်ကိုကူညီပေးပါဦးခင်ဗျာနောက်ထပ် video တွေမှာထပ်ပြီးဆောင်လို့ရအောင်လို့ကျွန်တော်ရဲ့ Facebook TikTok YouTube channel တွေကိုလည်း like and follow လုပ်ထားဖို့မမေ့နဲ့နော်တတ